မြန်မာနိုင်ငံမှာစီးပွားရေးလုပ်ငန်းများရဲ့90%ခန့်ဟာ MSME လုပ်ငန်းများဖြစ်ပါတယ်။ပဲခူးတိုင်းဒေသကြီးမှာမြန်မာပန်းစင်မျိုးကိုအခြေခံပြီးဒေသထွက်ကုန်များဖြင့်ထုတ်လုပ်ရောင်းချနေတဲ့မြန်မာလက်မှုအမှုပညာလုပ်ငန်းများမှာအောင်မြင်လျက်ရှိကြောင်းသိရပါတယ်။သတင်းအပြည့်စုံကိုဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။နိုင်ငံစီးပွားအကောင်လာစေဖို့ MSME ကဏ္ဍများအားပေးမြင့်တင်ဆောင်ရွက်လျက်ရှိရာပဲခူးမြို့မှာ MSME လုပ်ငန်းများအနက်မြန်မာပန်းစင်မျိုးကိုအခြေခံပြီးထုတ်လုပ်ရောင်းချနေတဲ့မြန်မာလက်မှုအမှုပညာလုပ်ငန်းမှာပစ္စည်းများအယောင်းအဝယ်ကောင်းမွန်နေကြောင်းသိရပါတယ်။ကျွန်တော်တို့အခုလက်ရှိလှုပ်ဆောင်နေတာကတော့ကျွန်တော်အနေနဲ့ကဒီပြည်တော်စုအဆင့်မှာပေါ့နော်။ပြီးခဲ့တဲ့ပြည်တော်စုနေ့မှာကျွန်တော်စံပြထုတ်ကုန်စုရတယ်။ပြီးပတွင်းကုန်အစားထိုးမိဖို့ကြောင့်သုံးပစ္စည်းတွေတခြားသောလက်ဆောင်ပစ္စည်းတွေကျွန်တော်တင်သွင်းရောင်းချခွင့်ရတယ်ပေါ့နော်။ဒါတော့ကျွန်တော်လက်ရှိဆောင်ရွက်နေတဲ့အခြေအနေပေါ့နော်။နောက်ပြီးတော့ကျွန်တော်တို့ကဒါပြည်ပပို့ကုန်ရရှိနေအောင်လဲကျွန်တော်တို့ကစူးစမ်းနေဆဲပဲဖြစ်ပါတယ်တဲ့။ထုတ်လုပ်မှုမှာကျွန်တော်တို့ကဒီလက်ဆောင်ပစ္စည်းအခမ်းအနားတစ်ခုလက်ဆောင်ပစ္စည်းဆိုတဲ့နေရာမှာတော့ပပုပေါ့နော်။ပပုရုပ်လေးတွေပါမယ်။နောက်လိပ်စာကတ်ထဲတဲ့ဟာလေးတွေပါမယ်။နောက်တစ်ခါမိဖို့ကြောင့်သုံးပစ္စည်းပေါ့နော်။မိဖို့ကြောင့်သုံးပစ္စည်းဆိုတာတော့ဇွန်ရောင်းမှစင်းနီပြားပေါ့။ဒါမျိုးလေးတွေပါမယ်ပေါ့နော်။ရောင်းအားတော့အခု shopping mall တွေမှာဆိုရင်ဒါကျွန်တော်တို့ Capital, Macro, City Mart, Pro One, Kandama Wholesale ပေါ့နော်။ဒီ shopping mall ကြီးတွေကိုကျွန်တော်တို့ကပေးရတယ်ခင်ဗျ။မိဖို့ကြောင့်သုံးပစ္စည်းတွေကိုအများဆုံးပေးရတယ်။နောက်တစ်ခါဒီပပူးရုပ်အကြီးကြီးပါကြတော့ကျွန်တော်တို့ကပြည်တော်စုနေပြပွဲလိုဟာမျိုးတွေနောက် MSME အထိမ်းအမှတ်ပြပွဲတွေအဲ့လိုနေရာမျိုးတွေမှာပြည်တွင်းမှာပဲရှိနေတဲ့မြန်မာလူမျိုးပေါ့နော်။သူတို့ကနေပြီးတော့သူတို့ရဲ့ရုံးခန်းတွေအဲကန်းတွေကိုအလှဆင်ဖို့ဆိုပြီးတော့လာဝယ်တဲ့အပိုင်းတွေမှာရှိပါတယ်။ရုပ်အကြီးတွေဆိုလို့ရှိရင်ဒါဒီစစ်ကုံချမ်းကိုစထုစစ်ပြီးတော့ဒီစေးတင်နဲ့အဆင့်အထိဆိုရင်အနည်းဆုံးရက်20လောက်ကြာမှဒါအရုပ်ကြီးတရုပ်ပြီးတယ်ပေါ့နော်။နိုင်ငံတော်ကနေဒေသထွက်ကုန်ကျန်းတွေကိုအခြေခံပြီးတန်ဖိုးမြင့်ထုတ်ကုန်တွေထုတ်နိုင်မှုအတွက်နည်းပညာအရင်အနေနဲ့ဈေးကွက်ရရှိတို့ကိုအလေးထားဆောင်ရွက်လျက်ရှိပါတယ်။ MSME လုပ်ငန်းများအတွက်ဈေးရောင်းပွဲတော်များထုတ်ကုန်ပြပွဲပြိုင်ပွဲများဆွေးနွေးပွဲများနဲ့နည်းပညာသင်တန်းများကိုပြုလုပ်ပေးလျက်ရှိပြီးကုန်ကျန်းရရှိနိုင်ရေးအတွက်လည်းချိတ်ဆက်ပေးခြင်းထုတ်ပိုးမှုစနစ်တိုးတက်ကောင်းမွန်စေရေးတို့အတွက်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရပါတယ်။ဒီသတင်းကိုတော့ပဲခူးတိုင်းဌာနခွဲကပေးပို့ထားတာဖြစ်ပါတယ်။